လက်ကန်ကြီးတကောင်နှစ်ပေါင်း100မှာနှစ်ပေါင်း100ပြည့်မှာရေပေါ်ကိုပေါ်လာတယ်တမန်ဘွားတို့အော်ကြီးဘောဘကလည်းကဒီဘကလည်းလူလည်းမစဲညဒီကအထုံးပြီးဝယ်ရမှာလည်းသုံးတော်မှာလည်းမလေးဝယ်မှာလည်းဆိုလို့စိတ်မဟုတ်ပဲအင်္ဂါမှာပေါ့ဘယ်ရတဲ့စိတ်ကိုဒီကရမှာရှိရတဲ့ဘာလို့ကြည့်ကြအောင်ဒီရင်းနဲ့ချက်ချင်းကမပြောကြတော့ဘူးဟုတ်လားသာသနာတော်ကြီးရှိနေတာကမပြောကြတော့တယ်လေဘောကကိုပြောလို့ဘုန်းကြီးတို့ကြောင်းရင်းခံပြီးတော့ဒီကရမှာကိုကိုကြီးဘွားဒီကရမှာကြီးကြောင်းရင်းခံပြီးတော့ဘုန်းကြီးတို့ကိုကြီးဆရာနဲ့တကနဲ့ဆရာနော်တရားလေးရတယ်ဘုန်းကြီးတို့ဘောနမတို့ကြီးကြီးဒီပါမယ်ခင်ဗျာဝင်းလေးသင်္ကန်းဆို680နဲ့က900တာဝန်ယူသွားချင်ဒီလိုဘုလားပဲ20ဒီလိုဘုဒ္ဓကြီးကြရအောင်နေတော့ဝါတီတီပေါ့နေရာငါးကြပါဒီလိုလည်းဆက်ပြီးဟိုလုံးရှင်လည်းလုံးလို့ရပါဘူးအားအားရဘုဒ္ဓကောင်းဖို့ညာစုတဲ့တော့ပါကျုပ်ညီညွတ်တဲ့အခါမှာဘုဒ္ဓကိုညာယူနိုင်တယ်မကြမ်းကြရလေးဘုံတော်ကတော့ကိုလည်းပဲကုသိုလ်တွေပြုတယ်ကိုနိစ္စတဲ့အကြီးကကိုရဟန်းတွေကရဟန်းမဒီကတဏှာရဟန်းတွေကရဟန်းမပြောရဘုရားဘာလို့ချက်ရအောင်အပြုရှင်လည်းပြုရှင်ကောင်းမှုကုသိုလ်တွေဟုတ်လားယေရှုရဲ့ဘာလို့ယေရှုရတယ်အညီကြီးကုသိုလ်ဘာလို့ဘာဖြစ်လို့ကုသိုလ်လို့အာဟုလို့ရှိနေလို့အာဟုလို့ကုသိုလ်ကနိုင်တယ်ရေကိုရေအဲတော့ဘုန်းကြီးတို့တရားဓမ္မပြုဒီနေ့နိုင်ငံပြည်ကြီးသူကစိတ်ကြီးအများကြီးဖြစ်တာအားလုံးပါဘုရားဘုရားကောင်းတယ်ဘုရားမှာဆင်းရဲဘုရားမှာဘုရားမှာသူတော်တဲ့နေရာဆိုအဲ့ဒီမှာလည်းသာမန်ဆုံး300လောက်ဆိုအဲ့ဒီတစ်နေ့လုံးကသာတော်တဲ့ဘုရားစီစီတကယ်လို့ရှိရင်လည်း300လောက်သာမန်900လောက်600လောက်ဆက်ကြမှာဒီကဘုရားရှိတော်ကြီးကျော်ဆရာတော်ဒီမှာတော့လဲဆိုကိုယ်ကအမေရိကန်မှာဒီခုလူကြတာလို့မင်းတို့ကောင်းတယ်လို့ဘုရားအဲတော်တဲ့တတိယနေ့ကမြန်မာလူနိုင်ငံကဟောတာဒီလိုစုပ်တဲ့လေဘာလို့ကိုယ်ကောင်းရင်ဒီကုသိုလ်ကြီးကြောင်ရောက်လာတယ်ပေါ့နော်ဘယ်တော့ဘုရားကဆရာတော်ကဘုရားဆုံးမမတည်းသာသနာဆိုတာစောဆောင်နေတော့ပုဂ္ဂိုလ်ကဆောင်းတာသာသနာဆိုတာအရောက်ထွက်တယ်ဟာစောဆောင်နေတဲ့ပုဂ္ဂိုလ်ကဆောင်းရမှာသာသနာအရောက်ထွက်တယ်ပါမစောဆောင်နေတဲ့ပုဂ္ဂိုလ်ကြီးဘယ်တော့လှုပ်ရှားလို့သာသနာအရောက်မထွက်ဘူးနော်ကြီးွက်ကြီးဈေးကဝယ်တာရင်းကိုကြောင့်ထဲမှာထားလိုက်တလားတော့ဆိုရင်အဲ့ဒီကြီးကွကြီးပါဖြစ်တတိယလို့လမ်းပြည်တက်ကမဲတူနေသူ့ဘာလို့ရအယောင်ထွက်တာတယ်ပဲသာသနာဆိုတာလည်းအဲ့လိုအယောင်ထွက်ဘာလို့ရနော်ကုသိုလ်ယူတယ်ကုသိုလ်ပြုလုပ်တယ်ဆိုတာပါရမီဖြည့်တာပါပဲဖြည့်တာပါရမီဆိုတာအလိုလိုဘွားနေပေါ်လာတာပေါ့ဘူးဖြည့်ကံများမှာဖြည့်တာဖြည့်ပါများမှာဖြည့်ပါဖြည့်ဖြည့်ပါညာအောင်နေလို့ဒီတော့လာကြတယ်ရှိဟောပါပါလို့ပြောချင်တယ်ဒီလာပဲကြအောင်ဒီကိုဓမ္မရဲ့ဆရာတို့ပြရအစီပြရဘောဒီချာပြောင်းတတိပေးတယ်အရှင်နိုင်ကြီးလက်စီပေါ်လာရင်အရှင်နိုင်ကြီးလက်စီနေပါလားတတိပေးပြီးတော့မှတ်ခိုင်းအဲ့ဒါလိုပြုပြင်ပေးတဲ့အခါကျတော့သူတို့ရေအနေငယ်တွေမှာတရားတွေလုပ်တယ်လေနော်ဘုရားကိုဒီတိုင်းထိုင်လို့ရှိတော့မနေ့ကရောက်တယ်အာလူကြီးပေါ်သွားတာမနေ့ပိုင်းကတော့ဘယ်ကခဏကသိဆိုးတာသူနည်းနည်းလေးတော့တတိမချလိုက်ရင်နှိစ္စတယ်ဗျာနှိစ္စဒါရှစ်ဆရာလည်းမဟုတ်နှိစ္စ
န္ဓာကိုယ်ကလေနည်းနည်းလေးတော့တတိမထားလိုက်လေတက်ပင်ကြီးဂရုပေါ်လဲကြတယ်လို့ဒီခန္ဓာကိုယ်ရဲ့တတိနဲ့ချိန်ထားလို့သာငြိမ်နေတာဟုတ်ကဲ့လားတတိနဲ့ချိန်ထားလို့သာဒီခန္ဓာကိုယ်လေးနည်းနည်းထိုင်ရင်းနဲ့ရှေ့ထိုးသွားလိမ့်မယ်မတ္တရည်နဲ့ပြုတ်လဲကြတယ်ကျိုးပြလို့ဖြစ်ခွေကလေးလဲကြတာဒီတိုင်းပြုတ်ကြသွားတဲ့ချောင်းကျိုးသွားအဲ့ဒါပြောတယ်မင်းလဲကြမတ္တရတော့မှတ်တော့ဒီနောက်ကကြီးကြတယ်အရှိမလားပဲသူကရှေ့ကဆိုတော့ပြုတ်ကြတယ်ဟုတ်လားစိတ်ကနည်းနည်းလေးတော့တတိမချမ်းရင်စိတ်မှာနည်းနည်းတတိလေးမချိန်ချင်းဒီခန္ဓာကိုယ်ကြီးကသိဆိုးတာသိဆိုးတာခန္ဓာကိုယ်ကြီးကနှိစ္စတယ်လို့ခေါ်တယ်ဒုက္ခနှိစ္စပါဗျာခန္ဓာကိုယ်နှိစ္စလိုက်တာထိုင်လို့မရအောင်နှိစ္စထပြေးခြင်းတော့ဒီနှိစ္စနော်ထပြေးခြင်းတော့ဒီနှိစ္စဘလို့မှထိုင်လို့မရအောင်နှိစ္စမတ္တရဲ့လည်းဒီတိုင်းဒါဒီကိုကအဖမချက်တဲ့အလေးကျင့်နေရပြီးကြိုးစားမှများလာတော့မှစိတ်မှာဘာတတ်ကြည့်ဒီ